မာရှောက်တဲ့စကားရက်ပေါ့နော်ဟုတ်ပြီသူဘာတွေရှောက်လဲဆိုလို့ရှိရင်တွားကြည့်အောင်အထာခိုးအပရာဒီဝတ္တာဘဂဝါတော်တန်တိကေဣမံဂါထံအပါတိအထာခိုးအပရာဒီဝတ္တာဘဂဝါတော်တန်တိကေဣမံဂါထံအပါတိဣမံဂါထံဆိုတာကဒီမြတ်တောင်ဖွဲ့ပိတ်ထဲမှာပါတယ်ဒီဂါထာလေးကိုဆိုလိုတာပေါ့နော်ယေကေစီဗုဒ္ဓံတရဏံကတတိယေကေစီဗုဒ္ဓံတရဏံကတတိနာတိဂမိတံတိအပါယဘူမိနာတိဂမိတံတိအပါယဘူမိယေကေစီဗုဒ္ဓံတရဏံကတတိနာတိဂမိတံတိအပါယဘူမိပဟာယမာနုတံတိဟံပဟာယမာနုတံတိဟံဒီဝကာယံပရိပုရိတန္တိတိဒီဝကာယံပရိပုရိတန္တိတိဒီကာထာတစ်ပုဒ်ကိုနားလည်ဖို့ဆိုလို့ရှိရင်နံပါတ်1ကနေတရားလို့ခေါ်တဲ့အနတ်ရင်ပေးရမယ်အဲ့ဒါပြီးလို့ရှိရင်သူ့ရဲ့မြန်မာပြန်အဓိပ္ပာယ်ဆိုတာတော့ပြောနေကြတိုင်းပဲသူကပါဠိတွေကိုဖျောက်ပြီးတော့မြန်မာစကားတွေပဲပြန်ယူလိုက်လို့ရှိရင်ဒါမြန်မာပြန်အဓိပ္ပာယ်ဖြစ်ရောပေါ့ဟုတ်ပြီမပါတဲ့ဥစ္စာတွေဆိုတော့ထည့်ပေးရမယ်ယေကေစီတဲ့နော်ယေကေစီအလုံးစုံကုန်သောတတ္တာတတ္တဝါတို့သည်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုတရဏံကိုးကွယ်ရဟူ၍ကတတိမှာစကားပြောကြတစ်ခုရှိတယ်ကတတိတဲ့လောကုတ္တရာတရဏဂုံဖြင့်ယုံကြည်လေးမြတ်စိတ်ကြကြကုန်၏တိတတ္တာပါဠိဂရမာရဲ့ထုံးစံတိုင်းကရေပါလို့ရှိရင်တေးပါတယ်ရေတတ္တာဆိုလို့ရှိရင်တိတတ္တာလို့ထည့်ပေးရတယ်ရေဒီဝါဆိုရင်တေဒီဝါပေါ့ရေမနုဿာဆိုလို့ရင်တေမနုဿာဆိုပြီးပြန်ပြီးတော့အစွဲလေးနဲ့ပြန်ကောက်ပေးရတဲ့ထုံးစံရှိတယ်ဒါကြောင့်နော်တေတတ္တာတဲ့အထူးတတ္တဝါတို့သည်ဘယ်တတ္တဝါတွေလဲဆိုတော့မြတ်စွာဘုရားကိုယ်ဝယုံကြည်စိတ်ကြကြတဲ့အဲ့တတ္တဝါတွေကတဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အပါယဘူမိအပေဘုံတို့တဲ့နာဂမိတ်တန်တိမရောက်ရတော့ကုန်လက်တဲ့မာနုတန်တိဟံတဲ့မာနုတန်တိဟံဆိုတာကဘာလဲဆိုရင်လူအတဘောကိုလူဘဝအောင်ပေါ့နော်လူဘဝကိုပဟာယပေစွန်ပြီးတော့ဒီဝကာယံဆိုတာနတ်အပေါင်းကိုနတ်ပြည်ကိုဆိုလိုတာပေါ့နော်ပရိပုရိတန်ဒီပြည့်စည်ကြပါကုန်လက်တန်တဲ့ဣတိအပါတိဣတုရွတ်ဆိုပြီးတဲ့ဘုရားရွတ်လဲဆိုလို့ရှိရင်ဘဒုကဒီကာထာကိုရွတ်ခက်လဲဆိုလို့ရှိရင်ဒါမာသမယတုတ်ထဲမှာပါတယ်တုထဝန္တာပြမပြည်ကလာတယ်သူကဒီကာထာကိုရွတ်ပြီးတော့မြောက်ဘက်စကြဝဠာတောင်ထိပ်သို့ပြန်သွားတယ်တဲ့သူကမြောက်ဘက်ကရွတ်တယ်ဆိုပေမဲ့သူ့ရဲ့အတန်ဒီစကြဝဠာတောင်ဘက်နိုင်ငံတိုင်းကနေပြီးတော့ကြားရပါတယ်တဲ့ဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နော်သူ့ရဲ့မြန်မာပြန်အဓိပ္ပာယ်ကဒါမြတ်စွာဘုရားကိုးကွယ်ခြင်းရဲ့အကျိုးပဲပြောရမယ်ဘုန်းတော်ကြီးတော်မြတ်စွာဘုရားတဲ့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနော်ခတ်သိန်းသောလူတွေကမြတ်စွာဘုရားကိုကိုးကွယ်စည်းကပ်ကြတယ်တဲ့အဲ့ဒီဘုရားစည်းကပ်တဲ့ပုဂ္ဂိုလ်တွေကအပယ်လေးပုံတော့မရောက်ဘူးတဲ့ဒီခန္ဓာကိုယ်ပယ်စွန့်ပြီးတော့ဘယ်သွားလဲဆိုဒီဝကယံနော်နတ်ပြည်ကိုသွားတယ်တဲ့ကတာတိနဲ့ပတ်သက်လို့ရှင်းရလေးတစ်ခုရှိတယ်သူကဘာလဲဆိုရင်ကတာတိလောကုတ္တရာတရဏဂုံဖြင့်ကိုယ်ဝယုံကြည်စိတ်ကြကြတယ်တဲ့အဲ့လိုပါတယ်ပေါ့နော်ဤတရဏဂုံဆိုတာနှစ်ခုရှိတယ်လောကီရဲ့လောကုတ္တရာရဲ့လောကုတ္တရာတရဏဂုံဆိုတာကတော့ဒီမဉ္ဇဉ်ဖူဉ္ဇဉ်နေနဲ့ရှင်းဆက်ထားတဲ့တရဏဂုံပေါ့အရိယာဖြစ်ပြီးမှဆက်ရောက်တဲ့တရဏဂုံလောကုတ္တရာတရဏဂုံအဲ့လောကုတ္တရာတရဏဂုံကိုယ်ကိုယ်ယုံကြည်စိတ်ကြပြီးဆိုရင်တော့သူကအပါယပုမိအပေကိုနာဂမိတ်တယ်မရောက်ဘူးနောက်ပြီးကြတော့ဒီဝါစုတည်ပြီဆိုရင်ဒီဝကာယံပရိပုရိတန်ဒီနဲ့ပြည်ရောက်မယ်လောကုတ္တရာတရဏဂုံနဲ့ကိုးကွယ်ယုံကြည်တဲ့အဆင့်ရောက်ပြီဆိုရင်အဲယုံနှစ်ချက်ကပုံနေရတယ်ဟုတ်ပြီဘယ်ပုဂ္ဂိုလ်ပုံနေများလဲဆိုရင်လောကီတရဏဂုံဖြစ်ခဲ့မယ်ဆိုရင်တော့ဘာဖြစ်လဲဆိုတော့အကျိုးတစ်ချက်ပဲရမယ်လက်ပုမေနာဂမိတ်တန်ဒီအပေကိုမြောက်အဲ့ဒါတော့သေချာပေါက်ရတယ်ဒီဝကာယံပရိပုရိတန်ဒီတဲ့နတ်ပြည်ကိုရောက်ချင်းမရောက်ချင်းကတော့ရတဲ့ခါလဲရှိတယ်မရတဲ့ခါလဲရှိတယ်တဲ့ပုံတင်မဟုတ်ဘူးတဲ့နော်ကောင်းပြီဒီကာထာလေးကိုပြန်ချိုးလို့ရှိရင်အပေါ်နှစ်ကြောင်းဒီဖះကိုယ်ယုံကြည်စိတ်ခဲ့တယ်ဆိုရင်အပေမရောက်ဘူးအောက်နှစ်ကြောင်းဒီနတ်ပြည်ရောက်မယ်ဒါပဲပြောတာနံပါတ်ခွန်ကာထာလေးကဒါဗုဒ္ဓတရဏဂုံကိုပဲရည်ရွယ်ထားတာပေါ့နော်ဓမ္မတရဏဂုံနဲ့သံဃာတရဏဂုံဒါပြောင်းပြီးတော့လဲပြီးတော့ဆိုလို့ရတယ်တရားအတွက်ဆိုလို့ရှိရင်ဓမ္မလို့ဒီနေ့မှာပြောင်းမယ်သံဃာအတွက်ဆိုရင်သံဃာပေါ်တစ်ခေါက်ပူဇော်ပေးမယ်ယေကေစီဓမ္မန္တရဏံကတာတိနာတိဂမိတ်တန်ဒီအပါယဘူမိ
ပဟာယမနုတံဒီဟံဒီဝကာယံပရိပုရိတံဒီတိတိတံကံတရဏံကတာတိနာဒီကမိတံဒီအပါယဘူမိန်ပဟာယမနုတံဒီဟံဒီဝကာယံပရိပုရိတံဒီတိ